နိုင်စရာကောင်းလောက်ရွာလုံးချက်လူတွေအားလုံးအကြောင်းပြချက်မရှိအိပ်ပျော်သွားကြတဲ့ဖြစ်ရမိတ်ဆွေတို့စဉ်းစားကြည့်ဘူးလားကိုလန်းလျှောက်နေရင်နဲ့ထမင်းစားနေရင်ဒါမှမဟုတ်စကားပြောနေရင်လည်းရုပ်တရက်ကြီးနှစ်ချိတ်အိပ်ပျော်သွားမယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်မှာမလားဒါဟာရုပ်ရှင်တွေကအကြောင်းအရာမဟုတ်ပါဘူးကာဇက်စတန်နိုင်ငံကကလချီဆိုတဲ့ရွာလေးမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်ဒီဖြစ်စဉ်ကတော့2013ခုနှစ်ကစပြီးဒီရွာကလူတွေဟာထူးဆန်းတဲ့ယောဂတစ်ခုကိုခံစားခဲ့ရပါတယ်အဲဒီယောဂကတော့အိပ်စက်ခြင်းယောဂတစ်မျိုးပဲဖြစ်ပါတယ်လူတွေဟာအလုံးလုံးနေရင်နဲ့အိပ်ပျော်သွားကြတယ်တခါအိပ်ရင်လည်း2ရက်ကနေ6ရက်အထိကြာတတ်ပြီးပြန်နိုးလာတဲ့အခါဘာဖြစ်ခံမှန်းကိုသူတို့လုံးဝမမှတ်မိတော့ပါဘူးကလေးငယ်တချို့ဆိုရင်အိမ်မက်ထဲမှာတော့ပြန်တန်းနေရတဲ့မြင်းတွေမိချောင်းတွေကိုမြင်နေရတယ်လို့ရောင်ရမ်းပြီးပြောနေကြပါတယ်ဒီကိစ္စဟာတကယ်ကိုထူးဆန်းတဲ့ဖြစ်ရဖြစ်လို့ကဘာကြီးကလည်းဒီကိစ္စကိုစုံစမ်းဖို့လှုပ်လာခဲ့ကြပါတယ်ဒီဖြစ်စဉ်ကိုစုံစမ်းဖို့ဆိုပြီးတော့ကဘာအရရက်ကဆရာဝန်တွေသိပ္ပံပညာရှင်တွေလာရောက်ခဲ့ကြပါတယ်အစပိုင်းမှာတော့အရက်အတုတွေကြောင့်ဖြစ်တာလားဒါမှမဟုတ်ရင်အနီးနားမှာရှိတဲ့ယူရေနီယံသတ္တုတွင်းဟောင်းကဓာတ်ရောင်ကြီးတွေကြောင့်လားလို့ထင်ခဲ့ကြပေမဲ့လည်းစမ်းသပ်ချက်တွေရတော့ဘာမှကိုထူးထူးခြားခြားနဲ့မေရမတွေ့ခဲ့ရပါဘူးအခုထိတော့ဒါဟာအစုလိုက်အပြုံလိုက်စိတ်ရောင်မှခြင်းလားဒါမှမဟုတ်ငါတို့မသိသေးတဲ့လေတူတွေကအစိမ့်ဝင်ကြောင်းလားဆိုတဲ့အငင်းပွားနေကြတော့မှာပဲမိတ်ဆွေဆိုရင်ရောဘလို့ထင်နေမိပါမလဲဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါဟာသဘောဝလုံးဖြစ်ရတစ်ခုလို့ထင်တာလားဒါမှမဟုတ်ရင်အစိုးရရဲ့လှုပ်ဝက်စမ်းသပ်မှုတစ်ခုဖြစ်နိုင်မလားတင်သာအဲ့ဒီရွာမှာနေခဲ့ရမယ်ဆိုရင်အိပ်ပျော်သွားမှာရောကြောက်လားမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းကျွန်တော်ရဲ့ DVO file မှာ comment လေးတွေနဲ့မှတ်ချက်ပေးခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ